2009-2008 ဘောလုံးရာသီဟာရိုနယ်ဒိုရဲ့ကစားသမားဘဝဖြတ်သန်းမှုမှာအောင်မြင်မှုအကြီးမားဆုံးရာသီဖြစ်ခဲ့ပါတယ်။2009 ရာသီမှာဖာဂူဆန်ကနာနီအန်ဒါဆန်အစရှိတဲ့ကစားသမားတွေကိုပေါ်တူဂီလိကနေခေါ်ယူလိုက်ပြီးတော့ဒီကစားသမားတွေဟာရိုနယ်ဒိုကိုစီနီယာတူလို့လေးလေးစားစားရှိတာကြောင့်အသင်းကကစားသမားတွေကြားရိုနယ်ဒိုရဲ့အနေအထားကအဆင့်တစ်ဆင့်မြင့်လာခဲ့ပါတယ်။ဒါအပြင်2009-2008 ရာသီတွင်ဘော်တန်နဲ့ကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာနီးပြဖာဂူဆန်ဟာရိုနယ်ဒိုကိုအသင်းကောင်းဆောင်လက်ပတ်ပေးဝစ်လိုက်ပြီးသူ့ရဲ့ခေါင်းဆောင်လုပ်လို့တဲ့စိတ်ကိုမီးစာမြင့်ပေးလိုက်ပါတယ်။ရိုနယ်ဒိုအနေနဲ့အသင်းမှာတာဝန်ယူမှုတာဝန်ခံမှုပိုရှိလာအောင်ဖာဂူဆန်ကမတိမတာလေးပြုလုပ်ပေးလိုက်တာလည်းဖြစ်ပါတယ်။ဘောလုံးအားကစားဝါသနာရှင်ပရိသတ်များအတွက် iPad 989 5.3 လုံးမြင့်နဲ့ 1HP များကိုဝေချေးစိတ်ချတာနဲ့ Viber နံပါတ်399 558 911 Coalition မှာစော်ကားနိုင်ပါပြီဖြစ်ပါတယ်ခင်ဗျာ။ဖော်တန်နဲ့ပွဲစဉ်မှာစီယိုနယ်ဒိုကအသင်းအတွက်နိုင်ကို2ဂိုးစလုံးကိုသွင်းယူပေးခဲ့ပါတယ်။2009-2008ဘောလုံးရာသီကုန်မှာမန်ယူအသင်းဟာပရီးမီးယားလိဂ်စူပလာကိုထပ်မံရယူနိုင်ခဲ့ယူသားမှာကချန်ပီယံလိဂ်စူပလာကြီးကိုပါကင်မြောက်နိုင်ခဲ့ပါတယ်။အဲဒီရာသီမှာရိုနယ်ဒိုဟာအသင်းအတွက်ဒီဂိုး32ဂိုးကိုသွင်းယူပြီးပရီးမီးယားလိဂ်ရွှေဘနက်ဆုဥရောပရွှေဘနက်ဆုတွေရရှိခဲ့သလိုချန်ပီယံလိဂ်မှာလည်း10ဂိုးသွင်းပြီးတော့ဂိုးသွင်းအများဆုံးဆု UEFA ကလပ်အကောင်းဆုံးရှေ့တန်းကစားသမားဆုတွေကိုပါရရှိခဲ့ပါတယ်။ရိုနယ်ဒိုဟာဒီဆုပြင်2009-2008ရာသီမှာအခြားတူးချင်းထူးချွန်ဆုပေါင်းများစွာကိုစုခိုးခဲ့ပြီးတော့အောင်မြင်ခဲ့ပါတယ်။2009-2008ရာသီချန်ပီယံလိဂ်ဘောလုံးပွဲမှာပထမဆုံး All English Final တွေ့ဆုံမှုဖြစ်ချယ်ဆီနဲ့မန်ယူအသင်းတို့တွေ့ဆုံခဲ့ပါတယ်။ချယ်ဆီနဲ့မန်ယူတို့ဘောလုံးပွဲကစားဖို့ရပ်ပိုင်းလိုမှာဒီပွဲမှာကစားမဲ့ဘောလုံးတစ်လုံးဟာမန်ယူအသင်းရဲ့ Carrington လေ့ကျင့်ကွင်းကိုရောက်ရှိလာခဲ့ပါတယ်။အခြားမန်ယူကစားသမားတွေကဒီဘောလုံးကိုသိပြီးအလေးနက်မထားခဲ့ပေမဲ့ရိုနယ်ဒိုကတော့ဒီဘောလုံးကိုကြောက်သမားတို့ကအဖိုးတန်ဗရန်များတစ်လုံးကိုကြည့်တယ်လို့တည်တည်ချာချာဆန်းစစ်လေ့လာခဲ့ပါတယ်။မန်ယူလက်ထောက်နေပြ Curious နဲ့အတူဘောလုံးရဲ့အလေးချိန်မျက်နှာပြင်အနေထားအစရှိတာတွေကိုတည်တည်ချာချာကြည့်ရမှာအရင်ကကစားမှုတဲ့ဘောလုံးတွေနဲ့ကွာခြားတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ဒီဘောလုံးနဲ့ရင်ပါစီဖို့အတွက်ရိုနယ်ဒိုဟာလေ့ကျင့်ကွင်းမှာချိန်ဖန်များစွာလေ့ကျင့်ခဲ့ပါတယ်။ဂိုးပေါက်ကိုနေရာစုံကနေအချိန်ပေါင်းမရေမတွက်နိုင်အောင်ကန်သွင်းခဲ့ပြီးဂိုးပေါက်ကန်သွင်းမှုပုံစံမျိုးစုံကိုလေ့ကျင့်ခဲ့ပါတယ်။ချယ်ဆီနဲ့ကစားခဲ့ရတဲ့ဘောလုံးပွဲဟာရိုနယ်ဒိုအတွက်အနေအမြင့်ခန်းစားချက်မျိုးစုံနဲ့အလုံးကိုရင်ကုန်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲမှာမန်ယူအသင်းရရှိခဲ့တဲ့တလုံးလေးသောဥဆောင်ဂိုးကိုပွဲကစားချိန်နဲ့16မိနစ်မှာသွင်းယူပေးနိုင်ခဲ့ပေမဲ့သူ့ကြောင့်ပဲမန်ယူအသင်းကချန်ပီယံလိဂ်စူပလာနဲ့ဝေးကွာလူအနေထားကိုရောက်ရှိခဲ့လို့ပါ။ချယ်ဆီနဲ့မန်ယူအသင်းတို့ဟာအချိန်မိုကစားပြီးချိန်ထိတစ်ပတ်တကိုးနဲ့တည်ရကြနေလို့ပယ်နတီအဆုံးဖြတ်ကိုခံယူခဲ့ရပါတယ်။ရိုနယ်ဒိုဟာတတိယမြောက်ပယ်နတီကိုခံခဲ့ရပြီးဒီပယ်နတီအဆုံးဖြတ်မှာမန်ယူအသင်းအတွက်တဦးတည်းသောပယ်နတီလွဲချော်သူဖြစ်ခဲ့ပါတယ်။ချယ်ဆီအသင်းကပထမဆုံး၄လုံးစလုံးကိုဝင်ခဲ့ပြီးအောင်ပွဲခံရမယ့်ပွဲသိမ်းပယ်နတီကိုအသင်းကောင်းဆောင်တယ်ရီကကန်ဖို့တင်နေပြီဖြစ်ပါတယ်။ဒီအချိန်မှာရှုံးနိမ့်မှုဆိုတာကိုတေလောက်အောင်ကြောက်တဲ့ရိုနယ်ဒိုရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေစိုးတက်လာပြီးတော့သူ့ကြောင့်အသင်းအောင်မြင်မှုနဲ့လွဲချော်မှာကိုအတော်လေးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီနောက်ဆုံးပယ်နတီကိုကန်သွင်းရမှာတယ်ရီယာချော်လဲသွားခဲ့ပြီးဂိုးမဝင်ခဲ့တာကြောင့်နောက်တဲ့7 dash ပယ်နတီတွေတစ်လုံးချင်းစီကန်ရဖို့ဖြစ်လာခဲ့ပါတယ်။ချက်စီးတင်တွေတိုက်စစ်မှုအနေကပယ်နတီလွဲချော်ခဲ့ပြီးမန်ယူအသင်းအနိုင်ရသွားချိန်မှာတော့စီယိုနယ်ဒိုဟာကလေးတယောက်လိုအော်ဟစ်ငိုကြွေးခဲ့ပြီးတော့မျက်ရည်တွေနဲ့တူအောင်ပွဲခံခဲ့ပါတယ်။ဒီချန်ပီယံလိဂ်အောင်ပွဲဟာစီယိုနယ်ဒိုကို2008ခုနှစ်မှာ FIBA ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုရရှိစေဖို့အတွက်လည်းအများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။